မ်ပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ရွှေညောင်မြို့ဖူဆဲအားကစားရုံအသစ်ဖွင့်ပွဲကိုဩဂုတ်လ15ရက်နေ့မွန်းလွဲ2နာရီကအဆိုပါဖူဆဲအားကစားရုံ၌ကျင်းပပါတယ်။ဦးစွာဖူဆဲအားကစားရုံခမ်းမအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးနှင့်ပြည်နယ်ဝန်ကြီးများကဖဲကြိုဖြတ်ဖွင့်လှစ်ပေးပြီးပြည်နယ်ဝန်ကြီးချုပ်ကဖူဆဲအားကစားရုံဆိုင်ဘုတ်ကိုဆက်ကလုံးနှိပ်ဖွင့်လှစ်ပေးပါတယ်။ရင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်နယ်ဝန်ကြီးများကကပြင်းမော်ကွန်အားအမွေနှစ်သားရေးများပတ်ဖြန့်ပေးကြပါတယ်။ထို့နောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပရာရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီနာယကပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးကနိုင်ငံတော်မှအားထားရသည့်နိုင်ငံကုန်ဆောင်အားကစားသမားကောင်းများစင်စက်မပြတ်ပေါ်ထွက်လာစေရန်ရှမ်းပြည်နယ်ဆိုရာအဖွဲ့အနေဖြင့်ယခုလိုဖူဆဲအားကစားရုံတစ်ကိုရွှေညောင်မြို့တွင်တည်ဆောက်ပေးရခြင်းဖြစ်ပါကြောင်းလက်ရှိဖူဆဲအားကစားရုံတစ်ကြီးရေရှိတည်တံ့ခိုင်မြဲရေးတန်ရှင်သားရလာပါစေရအတွက်ဒေသခံအုပ်ချုပ်ရေးဖွဲ့ဝင်များအားကစားသမားများနဲ့သက်ဆိုင်ရာတာဝန်ရှိသူများကမိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းပေးကြရန်လိုအပ်ပါကြောင်းယနေ့ဖူဆဲကွင်းတစ်ကြီးပေါ်တွင်ရှင်ပြိုင်ကစားကြမည်ဖူဆဲအားကစားသမားများအနေဖြင့်အားကစားစိတ်ဓာတ်ကိုအရင်ခံပြီးပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများဒိုင်းလူကြီးများ၏ဆုံးဖြတ်ချက်များကိုလိုက်နာရှင်ပြိုင်ကစားသွားကြရန်ပြောကြားခဲ့ပါတယ်၎င်းနောက်ပြိုင်ပွဲဝင်အားကစားသမားများကအားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီးပြည်내ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကအားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကပြည်내ဝန်ကြီးချုပ်ကအမှတ်3အခြေခံပညာထက်တန်းကျောင်းမှပင်ခရာတပ်ဖွဲ့နှင့်ရှမ်းရင်ကြီးမှုအကာအဖွဲ့အားဂုဏ်ပြုချင်းမြင်ငွေများပေးအပ်ခဲ့ပါတယ်။ရင်းနောက်ဖူဆဲအားကစားရုံတည်ဆောက်ခဲ့သည့်ရှမ်းချယ်ရီတောင်တန်းကုမ္ပဏီမှတာဝန်ရှိသူတအုပ်ကဖူဆဲအားကစားရုံနှင့်ဆက်လင်းသည့်စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ရာပြည်내အားကစားနှင့်ကာယပညာဦးစီးဌာနပြည်내ဦးစီးမှုကလက်ခံရယူပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူးကဖူဆဲဘောလုံးများပေးအပ်ရာရှမ်းပြည်내ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူတအုပ်ကလက်ခံရယူခဲ့ပါတယ်။ဆက်လက်၍ပြည်내ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများသည်2026ခုနှစ်ရှမ်းဖူဆဲလိဂ်ကလပ်ပေါင်းစုံအမျိုးသားဖူဆဲပြိုင်ပွဲပထမပွဲစဉ်အဖြစ် AONFC အသင်းနဲ့ Adonis FC အသင်းတို့ရှင်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြပါတယ်။အဆိုပါရှမ်းဖူဆဲလိဂ်ကလပ်ပေါင်းစုံအမျိုးသားဖူဆဲပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း10သင်းပါဝင်ရှင်ပြိုင်ကြကြောင်းသိရှိရပါတယ်ရှင်။